အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်village ကို watercolor sketching ပုံစံမျိုးနဲ့ကျွန်တော်ဆွဲမှာဖြစ်ပါတယ်ပချီဆွဲမှာဆိုတော့ကျွန်တော်ပထမဆုံး drawing ကောက်မယ် drawing ကပချီမှာအရေးကြီးတဲ့အခန်းကဏ္ဍပါပါတယ်ဘာလို့ဆိုကျွန်တော်စီစေးဆွဲရပဲဖြစ်ဖြစ်ရေစေးဆွဲရပဲဖြစ်ဖြစ်ခဲဆွဲရပဲဖြစ်ဖြစ် drawing ပြီးမှကျွန်တော်အနောက်ကသူ့ရဲ့ step တွေကိုကျွန်တော်တို့တော့မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ drawing ကိုတခြားလေးကောက်မယ်အခုကျွန်တော် reference ယူဆွဲရတဲ့ပုံလေးက California ကနေရာလေးတစ်ခုပေါ့နော်village ပုံစံမျိုးလေးပေါ့ကျွန်တော်သဘောကျလို့ဆွဲမယ်ဆိုပြီးတော့အခုကျွန်တော်ဆွဲဖြစ်တာပဲဖြစ်ပါတယ်Okay drawing ပိုင်းပြီးသွားပြီဆိုတော့ကျွန်တော်တို့ painting ပိုင်းစိတ်တက်မှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်ကစာရွက်ရဲ့ဒီ sky ဆွဲမဲ့နေရာလေးတွေကိုစုပ်တံကိုရေစုပ်ပြီးတော့အရင်ဆုံးဆိုအောင်လို့အရင် brush နဲ့အရင်ဖြန့်ပါတယ်ပြီးသွားရင်ကျွန်တော်အခုသုံးတဲ့စီလေးကအပေါ်နားလေးမှာviolent သုံးပြီးတော့အောက်နားကိုကျွန်တော် ultramarine လေးနဲ့ရေများများစိပပလေးနဲ့ပဲရေမျောဆွဲတာပေါ့နော်ဒီလိုပြီးသွားပြီဆိုရင်ကျွန်တော်က realistic ပုံစံမျိုးဆွဲမှာဖြစ်တဲ့အတွက်ကြောင့် dryer လေးနဲ့အဲ့ဒီကျွန်တော်ပထမကိုစေးတင်ထားတဲ့နေရာလေးကို6မှုတ်တယ်6မှုတ်ပြီးမှကျွန်တော်တို့ဒီ house ပေါ့နော်အင်္ဂလိပ်တွေကိုစေးတင်မယ်တပည့်တွေကိုစေးတင်မှာပါအခုကအင်္ဂလိပ်တွေရဲ့အရောင်ကို yellow ochre နဲ့ကျွန်တော် napper yellow ဆိုပြီးတော့ဒီနှစ်ရောင်ကိုရောပြီးတော့အခုစေးတင်နေတာပဲဖြစ်ပါတယ်ဗီဒီယိုကကျွန်တော်အသေးစိတ်ဆွဲပြခြင်းတဲ့အတွက်ကြောင့်အရင်လေးမမြန်တော့ပါဘူးအဲ့ဒါကြောင့်ကျွန်တော်အခုပထမအပိုင်းနဲ့ပထမအပိုင်းကို7မိနစ်ဒုတိယအပိုင်းကို10မိနစ်ဆိုပြီးတော့ကျွန်တော်နှစ်ပုတ်ခွဲတင်ပေးမှာပဲဖြစ်ပါတယ်ပြီးသွားပြီဆိုရင်တော့အင်းရဲ့ခေါင်းမိုးကိုကျွန်တော်ကultramarine ကိုရေတစစေးတစလေးကျွန်တော်သုံးထားပါတယ်အခုကစိတ်ဆက်နေတာကကျွန်တော်yellow ochre ရဲ့ vermilion ကိုနှစ်စားတစ်စားဆက်နေတာဖြစ်ပါတယ်ပြီးရင်ဒီအိမ်ရဲ့ခေါင်းလေးကိုကျွန်တော်တို့ဆွဲတဲ့ခါကျရင်ကျွန်တော်တို့ brush stroke လေးပေါ့နော်ကိုယ့်ရဲ့ brush stroke လေးကိုတခြားလေးခရူးစိုက်ဖို့လိုပါတယ်ကျွန်တော်ကအိမ်ရဲ့ဒီခေါင်းတစ်စက်မြိတ်လေးနဲ့ခေါင်းထိတ်နဲ့ကိုအရောင်လေး2ရောင်လိုချင်တာကြောင့်ကျွန်တော်ပထမတစ်ရောင်ပြီးရဲ့နောက်မှာကျွန်တော် yellow နဲ့ vermilion နဲ့ကိုပပလေးနဲ့ပေါ်ဆွဲတင်ပါတယ် brush stroke လေးကျွန်တော်လုံလာတာကြောင့်ပုံနေတဲ့နေရာလေးကိုစေးမချောက်ခင် brush ကိုရေဆွပ်ပြီးတော့ဒီစေးလေးကိုပြန်နှုတ်ပါတယ်အခုကအနောက်ကအိမ်လေးရဲ့ခေါင်းကိုခုနကကျွန်တော်အရှေ့ကဆွဲရတဲ့ခေါင်းရဲ့အရောင်လေးကို brown လေးနည်းနည်းထည့်ပြီးတော့ကျွန်တော်စေးတင်မှာဖြစ်ပါတယ်ခေါင်းရဲ့အရှိနဲ့အနောက်နဲ့ကိုကျွန်တော်ကအရောင်ပြေးလေးလိုချင်တာကြောင့်ခေါင်းရဲ့အရှိကိုကျွန်တော်ဈေးတူတူလေးဆွဲပြီးတော့ခေါင်းရဲ့အနောက်ကိုတော့ရေလေးနဲ့ကျွန်တော်ပြန်ပြီးတော့ဆေးမှိန်အောင်လို့ဖြီချလိုက်ပါတယ်ဒီအိမ်ခေါင်းလေးရဲ့အရောင်ကိုတော့ကျွန်တော် ultramarine နဲ့green နဲ့ကိုရောပြီးတော့စီထူထူလေးကျွန်တော်ရောပြီးတော့ဆွဲရတာပဲဖြစ်ပါတယ်။ဘောင်းလေဆိုဘာလို့စီထူရလဲဆိုရင်ကျွန်တော်ကခေါင်းလေးကိုအရောင်တောက်လေးနဲ့အမှောင်ဘက်ကိုသွားချင်တာကြောင့်ဖြစ်ပါတယ်။ဒီရောင်တော့ gray တရောင်လေးနဲ့ကိုပဲကျွန်တော်ရေများများစီပပလေးသုံးပြီးဆွဲရပါတယ်။ green နဲ့ဆွဲထားတဲ့ကျွန်တော်အောက်ခံအရောင်လေး6သွားပြီဆိုရင်အပေါ်ကနေခုနဒီအိမ်ရဲ့ခေါင်းလေးကိုသုံးထားတဲ့ green နဲ့ ultramarine ပေါင်းထားတဲ့ဟာလေးနဲ့လိုအပ်တဲ့ details စေးဒီ line လေးတွေကိုကျွန်တော်ဖြည့်ပါတယ်ပြီးသွားရင်အိမ်ရဲ့ဒီဘက်ကျွန်တော်မောင်နေဘက်
ပတ်အချမ်းလေးကိုultramarine နဲ့ ultramarine နှစ်စာ grey တစ်စာနဲ့ရောပြီးတော့ကျွန်တော်အခုဆွဲပြနေတာပဲဖြစ်ပါတယ်ခဏလိုပဲကျွန်တော်အောက်ကခေါင်းရဲ့အယောင်လေးခြောက်သွားပြီဆိုရင်အပေါ်ကနေသူ့ကိုbrown လေးနဲ့လိုအပ်တဲ့ details line လေးတွေကိုဖြည့်တာဖြစ်ပါတယ်ခုခေတ်က social ခေတ်ဖြစ်နေတဲ့အတွက်ကြောင့်ပကြီးဆွဲတာကိုဝါသနာပါတယ်ဆိုရင်များလေ့ကျင့်မှာများဆွဲပါအခုဆိုရင်လည်းကျွန်တော်တို့လိုမျိုးပဲပကြီးဆွဲတဲ့ပုံစံလေးတွေဘယ်လိုဆွဲရတယ်ဘယ်လိုမျိုးခြေသားရတယ်ဆိုတဲ့ဟာလေးတွေကိုဒီ YouTube မှာပဲရှာလိုက်ရင်အလွယ်တကူရနေတဲ့ခင်မို့လို့များလေ့ကျင့်မှာများဆွဲပါအစိုးရ give မလုပ်ပါနဲ့ဒီပကြီးဆိုတဲ့အရာလည်းကျွန်တော်တို့အချိန်တွေအများကြီးပေးရတယ်ဆေးတွေအများကြီးပေးရတယ်စာရွက်တွေအများကြီးပေးပြီးမှကျွန်တော်တို့အဲ့ဒီကနေ experience ရလာပြီးတော့မှလက်ရဲသွားတာဖြစ်တဲ့အတွက်ကြောင့်များဆွဲပါများလေ့ကျင့်ပါဒီလို social ခေတ်ကြီးထဲမှာဖုန်းကြီးကိုပဲထိုင်ပို့နေပြီးတော့အချိန်ကုန်နေမဲ့အစားကျွန်တော် mindfulness လေးရအောင်ပြီးရင်ကိုယ့်ရဲ့ဝါသနာပါတဲ့ဆိုရင်လည်းဝါသနာလေးကိုဖြစ်မြောက်သွားအောင်ဒါမှမဟုတ်ကို relax လုပ်မယ်အပန်းဖြေတဲ့အရာတစ်ခုအနေနဲ့ဆွဲမယ်ဆိုရင်လည်းအခြေခံသဘောတရားလေးတွေကိုတေချာလေ့လာတေချာလေ့ကျင့်ပြီးတော့ပချီကိုကျွန်တော်တို့ဆွဲစေချင်ပါတယ်အခုခေတ်ဒီလိုကျွန်တော်တို့ social ခေတ်ကြီးမှာကျွန်တော်တို့ပချီနဲ့ပတ်သက်တဲ့အတိုင်းဝိုင်းလေးဟာအရန်ကိုမှတိမ်လို့လာပြီပဲဖြစ်ပါတယ်နောက်ပြီးတော့ပချီနဲ့ပတ်သက်တဲ့ဒီ art supply လေးတွေကလည်းအခုဆိုရင်ကုန်စည်နှုန်းရshipping fees ရဈေးလေးအကြီးလာတာဖြစ်တဲ့အတွက်ကြောင့်ဒီပချီလေးဟာပျောက်ကွယ်လူနီးပါပေါ့နော်ပျောက်ကွယ်လူနီးပါမဖြစ်ခင်မှာပဲကျွန်တော်တို့ဝါသနာပါတာပဲဖြစ်ဖြစ်အပန်းဖြေချင်တာပဲဖြစ်ဖြစ်ချင်းကျွန်တော်တို့လက်တွဲပြီးခေါ်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်တော်ကီပြစ်တာများပြီဆိုတော့ပကြီးလေးကိုကျွန်တော်တို့ဆက်သွားကြမယ်เนาะအခုကကျွန်တော်လိုအပ်တဲ့ details နဲ့ share လေးတွေကိုကျွန်တော်ထည့်လိုက်ပါပြီထည့်ပြီးတော့ကျွန်တော်တို့အနောက်ကအိမ်ကလေးကကျွန်တော်အဝေးဆုံးမြင်ကွင်းဖြစ်တဲ့အတွက်ကြောင့်သူ့ကိုကျွန်တော်ဆေးကိုအရန်ထူကြီးမသုံးပဲနဲ့yellow ochre ရဲ့ ultramarine ရဲ့ဟိုရေများဆေးပပလေးနဲ့ပထမဆုံးရောင်တရောင်တင်မယ်တင်ပြီးတော့ကျွန်တော်အခုဆွဲတဲ့အတိုင်းအပေါ်ကနေနောက်ထပ်သူ့ရဲ့ share ပေါ့နော် share အရောင်လေးကိုကျွန်တော်တို့ထပ်တင်မယ်ပြီးသွားရင်အဲ့တင်ထားတဲ့ share လေးကိုကျွန်တော်တို့ရေလေးနဲ့ပပလေးချင်းစီကျွန်တော်ဖြီချမယ်ပေါ့နော်အခုကအိမ်လေးတွေပြီးသွားပြီဆိုတော့ကျွန်တော်တို့တပင်ဘက်ကိုသွားကြမယ်နော်တပင်ကကျွန်တော်တို့နေနဲ့တိုက်ရိုက်စုံနေတဲ့ဘက်ကိုကျွန်တော်တို့ရဲလိုးလေးတွေဖြစ်မယ်ပြီးရင်အလဲအပိုင်းလေးပေါ့နော်အလဲအပိုင်းလေးကိုအရင်လေးပေါ့ရဲလိုးအရင်ကနေပြီးတော့ကျွန်တော်တို့ yellow green ဘက်ကိုသွားမယ်ကျွန်တော်ကတပင်မဆွဲခင်အရောင်လေး9ရောင်ကိုအရင်ဆက်ထားတာပါအဲ့ဒီအရောင်လေး9ရောင်ကကျွန်တော် yellow ကိုရေနဲ့ရောပြီးတော့တရောင်သုံးထားတယ်ပြီးရင် lemon yellow နဲ့ yellow green နဲ့ကိုရောပြီးတရောင်သုံးထားတယ်နောက်ပြီးတော့ yellow ochre နဲ့yellow green နဲ့ကိုရောပြီးတော့တရောင်သုံးထားတယ်ပြီးရင် deep green နဲ့ yellow ochre နဲ့ကိုရောပြီးတော့တရောင်သုံးထားတယ်နောက်ဆုံးကျွန်တော်အမောင်ဆုံးရောင်ကို ultramarine နဲ့ deep green နဲ့ကိုရောပြီးတော့သုံးထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ကအခုအမောင်ဆုံးပိုင်းကိုတောင်းမှာဆိုတော့ deep green နဲ့ ultramarine နဲ့ရောထားတဲ့အရောင်လေးကိုကျွန်တော်တို့စစ်တင်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီဘက်အလင်းဘက်နဲ့ဒီ ultramarine နဲ့ deep green ရောထားတဲ့နေရာကိုအရောင်ဆက်သွားအောင်လို့ yellow လေးနဲ့ကျွန်တော်တို့စီကိုပြန်ဖြီးမှာပဲဖြစ်ပါတယ်
ဗီဒီယိုလေးအားရှည်သွားပြီမို့လို့အိမ်အောက်ကကြောက်ဆောင်တဲ့မြက်ခင်းအစိမ်းလေးတွေဒီအိမ်ရဲ့ဘက်ဘက်မှာရှိတဲ့မြင်ကွင်းအဝေးလေးတွေကိုဘယ်လိုဆွဲရမလဲဆိုတာကိုကျွန်တော်နောက်ဗီဒီယိုမှာပြောပြသွားမှာပဲဖြစ်ပါတယ်ဒီ Arctic MOK ဆိုတဲ့ channel လေးကကျွန်တော်တီးတဲ့ပကြီးအကြောင်းအရာလေးတွေကျွန်တော်တီးပြီးသား water color နဲ့ပတ်သက်တဲ့ရေစေးအကြောင်းအရာလေးတွေကိုပြောပြပေးသွားမှာဖြစ်လို့ကြိုင်းနေတဲ့တဲ့ဆိုရင်ကျွန်တော်ကို like and subscribe လုပ်ပေးသွားလို့ရပါတယ်နောက်ဗီဒီယိုတွေမှာလည်းရေစေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဘယ်လိုဆွဲရမလဲအောက်တော့ထွက်ဆွဲတဲ့အခါဘာတွေလိုအပ်လဲဘယ်လိုမျိုးလေ့ကျင့်ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ် Okay ဒါဆိုအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် See you